အမျိုးသမီးတဦးသည်မိမိကလေး၏အနီးကိုဆုပ်ဖြဲကာငါးသေးသေးလေး၏အနံ့ရနံ့ကိုမထင်မှတ်ပဲပင်လယ်ထဲသို့ပစ်ချလိုက်သည်ထိုခဏတွင်သူမ၏အစိတ်ထဲ၌မျောလင်းချက်ရောင်ကြီးတစ်စင်းလင်းလက်လာခဲ့သည်ဓာတ်တစ်ချောင်းကိုအသုံးပြု၍ငါးဖမ်းကိရိယာတစ်ခုဖန်တီးရန်စူးစမ်းခဲ့တော်လဲငါးတစ်ကောင်မျှမဖမ်းမိခဲ့ပေမောပန်းနွမ်းနယ်ပြီးစာလောင်ရည်သည့်သူမသည်ကွန်တိန်နာ၏ကျမ်းပြင်ပေါ်လဲကျသွားခဲ့သည်လက်လျှော့တော့မိအချိန်တွင်ရုတ်တရက်လေရင်တစ်စင်းအပေါ်ကနေပြန်တန်းသွားသည်ကိုမြင်လိုက်ရသည်မျောလင်းချက်ပြန်လဲရှင်တန်လာသဖြင့်ကွန်တိန်နာအတွင်းသို့အမြန်ပြန်ဝင်ကာကွဲနေသောမှန်တစ်ချက်ကိုယူပြီးအပေါ်ထက်သို့တက်ကာနေရောင်ကိုပြန်တောက်စေပြီးလေရင်မှု၏အာယုံကိုဖမ်းစားရန်စူးစမ်းခဲ့သည်သို့တော်လေရင်သည်အဝေးသို့ပြန်တန်းသွားခဲ့သည်အနားတွင်ရှုပ်ရှက်ခတ်နေသောနားကျက်ကျိုးများကိုသူမမျက်စိကျသွားသည်ထိုခဏ၌အတွေ့တစ်ခုပေါ်လာခဲ့သည်သူမသည်ထိုကျိုးများကိုအသုံးပြု၍ငါးများပိုက်တစ်ခုပြုလုပ်ခဲ့သည်နောက်နေ့မနက်တွင်ပိုက်ကိုပင်လယ်ပစ်ချပြီးကလေး၏အနီးကိုထိုပိုက်တွင်ထည့်လိုက်သည်အနံ့ပြင်းသောကြောင့်ငါးများစွာဆွဲဆောင်ခံရကာပိုက်ထဲဝင်လာကြသည်အချိန်တန်လျင်ပိုက်ကိုဆွဲထုတ်လိုက်ပြီးရက်များအတွင်းပထမဆုံးအကြိမ်အစာပြေဝရရှိခဲ့သည်ရင်းကသူမကယုံကြည်မှုကိုပြန်လည်တည်ဆောက်ပေးခဲ့ပြီးငတ်မွတ်ခြင်း၏ချင်းချောက်မှုကိုယာယီပင်ဖြစ်စေကျော်လွှားနိုင်စေခဲ့သည်ထိုချိန်မှဆက်လက်သူမသည်နေ့စဉ်ပင်လယ်ရေမျက်နှာပြင်ကိုတိုင်းနာကာကွန်တိန်နာအတွင်းဝင်လာသည့်ရေများကိုဆက်လက်ထုတ်လွှတ်နေခဲ့သည်ရေသည်တတ်မှတ်ထားသည့်အဆင့်ထက်မကျော်သေးကြောင်းသိလာသဖြင့်စိတ်တည်ငြိမ်မှုအနည်းငယ်ရရှိခဲ့သည်ယခုတော့သူမအတွက်ရှင်တန်ခြင်းတစ်ခုတည်းမဟုတ်ကယ်တင်ခြင်းကိုပါလိုလားလာသည်သူမသည်နှဲ့ရင်ဟုစာရွက်ပိုင်းဆက်များပေါ်တွင်ရေးကာပလတ်စတစ်ပုလင်းများအတွင်းထည့်ပြီးအလုံးပိတ်ကာပင်လယ်သို့ပြန့်လွင့်စေခဲ့သည်တနေ့နေ့တွင်တစုံတစ်ယောက်တွေ့ရှိလိမ့်မည်ဟုမျှော်လင့်လျက်အချိန်ကာလတဖြည်းဖြည်းလွန်သွားရာရေများကျဆင်းလာပြီးအခြေအနေအနှဲငယ်တိုးတက်လာသလိုထင်ရသည်သို့သောတညတွင်ကျဲလောင်သောစူညံတန်တစ်ခုကြောင့်သူမလက်နိုးလာသည်အပြင်ထွက်ကြည့်လိုက်ရာကွန်တိန်နာသည်ရေပေါ်မှတဖြည်းဖြည်းနစ်မြုပ်လာနေသည်ကိုတွေ့ရသည်ထိုခဏ၌သူမ၏လက်ကင်ဖုံးသည်မတော်တဆလင်းလာပြီးလက်အားသာထမ်းမှဖုံးခေါ်ဆိုမှုတစ်ခုပေါ်လာသည်တောဖွင့်နိုင်ခဲ့ပြီးသူခင်ပွန်း၏နောက်ဆုံး message ကိုဖတ်ရှုလိုက်သည်လက်အားကသည်နေဆက်ဖြတ်ကျော်စဉ်ဖမ်းမိခဲ့ပြီးထွက်ပြေးရန်ကြိုးပမ်းရာတွင်ပြစ်တက်ခံခဲ့ရကြောင်းမသေးမီတတိယကိုနောက်ဆုံးနှုတ်ဆက်ခဲ့ကြောင်းရေးသားထားသည်